တန်တပါးသူကိုပေးကမ်းလိုက်တဲ့လက်ဆောင်ဟာတကယ်တော့တင့်စီကိုပြန်လာမဲ့လမ်းကြောင်းတစ်ခုကိုခင်းလိုက်တာပါပဲစေရနာပြည့်ရင်းပြီးခတ်လိုက်တဲ့အစိတ်ဟာကိုယ်ရင်သွေးစီကိုဥတီသွားနိုင်တယ်ဆိုတာဒီပုံပြင်လေးကသတိပေးပါလိမ့်မယ်အမျိုးသမီးတစ်ယောက်ဟာမိသားစုဝိုင်းရေးအထွတ်မနက်တိုင်းဘိန်းမုံဖို့ရောင်းပါတယ်မိသားစုဝင်တွေကလည်းနက်နက်စာအthiếtဘိန်းမုံပဲစားကြလေတဲ့နောက်ပြီးမနက်တိုင်းမှာဘိန်းမုံတစ်ချက်ကိုအပို့ဖုတ်ထားပေးပြီးပဒင်းပေါက်မှာတင်ထားပေးလိရှိပါတယ်အဲ့ဒါကတော့နေတိုင်းမုံလာယူနေတဲ့အဖိုးကြီးအထွတ်ပေါ့သူမအလုတ်မအားလက်တဲ့အချိန်ရောက်လာရင်သူ့ဘာသာယူသွားနိုင်အောင်လို့ပါသူမတတိထားမိတာကထိုအဖိုးကြီးဟာမုံလာယူတိုင်းကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေးတစ်ခုတော့မပြောပဲမုံယူပြီးပြန်ထွက်သွားတဲ့အခါအောက်ပါအတိုင်းရေရွတ်ပြောဆိုသွားပါတယ်အကုသိုလ်ပြုရင်ဒုက္ခရောက်ပါစေကုသိုလ်ပြုရင်ကောင်းကျိုးခံစားရပါစေနေ့စဉ်နေ့တိုင်းအဖိုးကြီးမုံလာယူတဲ့အခါအဲ့ဒီလိုပဲရွတ်ဆိုသွားတဲ့အတွက်မုံကျွေးရတဲ့မိန်းမကြီးလည်းဒေါကန်လာတာပေါ့ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားတစ်လုံးတော့မပြောပဲဒီစကားတွေပဲထက်ခါရွတ်ဆိုနေတယ်ကဘာဒီပဲလည်းမသိဘူးလို့သူမတယောက်တည်းရေရွတ်နေမိတယ်ဒီနေ့မှာတော့စိတ်အလိုမကျမှုတွေနဲ့တောကပွေနေရတဲ့အချိန်မှာအလိုက်မသိတဲ့အဖိုးကြီးကိုရှင်းပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီအဖိုးကြီးကိုရှင်းပစ်မှနာအေးမယ်လို့သူမတယောက်တည်းရေရွတ်လိုက်တယ်နောက်တစ်နေ့မှာတော့အဖိုးကြီးအထွတ်တီးတန့်ပြင်ဆင်ထားတဲ့ဘိန်းမုံမှာအစိတ်ခတ်လိုက်တဲ့အစိတ်ခတ်ပြီးဗဒင်းပေါက်ပေါ်တင်ဖို့ဟန်ပြင်းနေစင်မှာပဲသူမရဲ့လက်တွေတုံရီလာတယ်လေဟဲငါဘာတွေလို့မိနေပါလေသူမဟာချက်ချင်းပဲဘိန်းမုံကိုမီးပေါ်လဲပြစ်ထည့်လိုက်ပြီးအဖိုးကြီးအတွက်အသက်တစ်ခုထပ်ဖို့ပြီးဗဒင်းပေါက်မှာတင်ပေးထားလိုက်ပါတယ်အဲ့ဒီမနက်မှာလဲအရင်လိုပဲအဖိုးကြီးရောက်လာပြီးဘိန်းမုံယူသွားပါတယ်ပချက်ကလည်းအရင်လိုပဲရွတ်သွားပြန်လေအကုသိုလ်ပြုရင်ဒုက္ခရောက်ပါစေကုသိုလ်ပြုရင်ကောင်းကျိုးခံစားရပါစေအဖိုးကြီးလည်းအမျိုးသမီးရဲ့ကြိုတင်ကြံစီခဲ့မှုကိုမသိရှာပဲဘိန်းမုံလေးယူပြီးဝမ်းမြောက်စွာနဲ့ပြန်ထွက်သွားပါတယ်အဲ့ဒီညနေမှာတော့တကားခောက်တန်ကြလို့သူမသွားဖွင့်ကြည့်လိုက်တယ်သူမဟာအယမ်းကိုအံ့ဩသွားတာပေါ့ပိန်လီပြီးနယံကိုမိနေတဲ့တားထစ်သူကိုသူမတွေ့လိုက်လို့လေသူ့ရဲ့အဝတ်အစားတွေကလည်းစုပ်ပြဲနေတယ်ပြီးတော့စာလောင်မိုးတိတ်မိုးတွေနဲ့ချိနေနေတယ်တရွာမပြောင်းတကောင်းမဖြစ်ဆိုပြီးရက်ဝေးတနည်းရာကိုပစံတွားရှာတာလာရီတာကြာလာခဲ့ပေမဲ့တည်င်းအစအနားလေးတောင်မရခဲ့တဲ့သားလေးကူးအိမ်ရှိမှပြန်ရောက်နေပြီမနက်တိုင်းမှာအဖိုးကြီးအတွက်ပဒင်းပေါက်ပေါ်ဘိန်းမုံတင်ပြီးတိုင်းဒီလူရတဲ့ကုသိုလ်ကြောင့်အဝေးကနေရာကိုစီးပွားရှာသွားတဲ့တားဖြစ်သူအင်ကိုချောမွေ့ပြန်ရောက်ပါစေလို့ဆုတောင်းခဲ့တာကြောင့်အခုသားလေးအိမ်ပြန်ရောက်လာတာနေမှာပေါ့အိမ်ထဲကိုရောက်တယ်ဆိုရင်ပဲတားဖြစ်သူကအမေကိုကြည့်ပြီးပြောပြတယ်မေတားကြီးနဲ့ဒီကိုရောက်လာတာဖျားတိကြမှတာပဲဒီနေရာကနေတမိုင်လောက်အဝေးမှာစာလောင်မသိလွန်းလို့တားလဲကျသွားသေးတယ်တားတေသွားနိုင်တဲ့အနေအထားမှာခါကုန်းအဖိုးကြီးတယောက်ဖြတ်သွားတာတွေ့လို့စားစရာလေးများရှိရင်နည်းနည်းကျွေးပါလို့တောင်းလိုက်တော့အဖိုးကြီးကသူ့ရဲ့လက်ထဲကဘိန်းမုံတစ်ခုလုံးတားကိုပေးခဲ့လေဘိန်းမုံပေးပြီးသူကပြောသေးတယ်ဒီမုံဟောငါနေတိုင်းစားတဲ့မုံပေါ့ဒီနေ့တော့မင်းကငါ့ထက်ပိုးပြီးအစာစားဖို့လိုအပ်တာကြောင့်မင်းကိုပဲပေးပါတယ်တဲ့တားဖြစ်သူရဲ့စကားတွေကိုကြားလိုက်ရတဲ့အချိန်မှာအမေဖြစ်သူမျက်နှာမှာလဲကြမကဝမ်းနဲ့ညူရော်သွားခဲ့ပါတယ်အိမ်နယ်လေးကိုအမိပြူရင်မနက်ကသူမအစိတ်ခတ်ဖို့ကြိုးစားတာကိုပြန်သတိရလာတယ်အဲ့ဒီအစိတ်ခတ်ထားတဲ့ဘိန်းမုံသားမီးဖို့တည်းမဖြစ်လိုက်မိရင်သူမရဲ့သားကိုသူမကိုယ်တိုင်တတ်မိမှာပါလားလို့နောင်သားကြီးရလာပါတယ်အဖိုးကြီးပြောသွားတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုခုတော့သူမကောင်းကောင်းနားလေသဘောပေါက်သွားခဲ့ပါပြီအကုသိုလ်ပြုရင်ဒုက္ခရောက်ပါစေကုသိုလ်ပြုရင်ကောင်းကျိုးခံစားရပါစေဒါကြောင့်ကောင်းမှုကုသိုလ်လုပ်ပြီးဆိုရင်ဥတီချက်ခိုင်မာမာနဲ့မကွက်မဆောင်မဲ့ဆက်လုပ်သွားပါဒီနေ့အကျိုးမပေးရင်နောင်နေ့အကျိုးပေးပါလိမ့်မယ်နောင်နေ့အကျိုးမပေးရင်နောင်ဘဝတွင်အကျိုးပေးပါလိမ့်မယ်နော်